Australia နဲ့ New Zealand နိုင်ငံတွေရဲ့အလံတွေကစင်တူယိုမာဖြစ်နေလားကိုသတိထားမိချလား။နှစ်နိုင်ငံလုံးရဲ့အလံတွေမှာအပြာရောင်နောက်ခံရှိပြီးဘဲဘဲထောင်အပေါ်နားမှာတော့ Union Jack အလံပုံစံလေးပါရှိနေတာလား။ဒါကဘာကြောင့်များဖြစ်တာလဲ။အတိတ်တုန်းက Australia ရော New Zealand ပါ Britain နိုင်ငံရဲ့ကိုလိုနီနယ်မြေတွေဖြစ်ခဲ့လို့ပါပဲ။အဲ့ဒီအကြောင်းပြချက်ကောင်ပဲတမိုင်းကြောင်းအရာဆက်နွယ်မှုရှိတယ်ဆိုတဲ့သင်္ကေတအနေနဲ့သူတို့ရဲ့အလံတွေထဲမှာ Union Jack ကိုထည့်သွင်းထားခဲ့ကြတာပါ။ Australia အလံကိုတော့1910ခုနှစ်ကတည်းကတရားဝင်အသုံးပြုခဲ့တာဖြစ်ပါတယ်။ Union Jack အောက်မှာတော့ကျဲအကြီးကြီးတစ်လုံးပါရှိပါတယ်။ဒီကျဲကို Commonwealth Star ကျဲလို့ခေါ်ပါတယ်။ဒါက Australia နိုင်ငံရဲ့ပြည်နယ်6ခုနဲ့နယ်မြေတွေကိုကိုစားပြုထားတာပါ။ကျန်တဲ့ကျဲငါလုံးကတော့တောင်ကမ္ဘာလုံးချမ်းမှာရှိနေတဲ့ Australia ရဲ့တည်နေရာကိုပြသဖို့အချက်တောင်ဘက်ကျဲစု Southern Cross ကိုကိုစားပြုထားတာဖြစ်ပါတယ်။ New Zealand အလံကိုတော့1900ခုနှစ်ကတည်းကစတင်အသုံးပြုခဲ့တာပါ။သူ့ရဲ့ဒီဇိုင်းက Australia အလံနဲ့တော်တော်လေးဆင်ပြီးမြင့် Commonwealth Star ကျဲတော့မပါဝင်ပါဘူး။အဲ့ဒီအစားအဖြူရောင်အနားတပါအနီရောင်ကျဲလေးလုံးပါဝင်ပြီးဒါကလည်းတောင်ကမ္ဘာလုံးချမ်းမှာရှိတဲ့သူ့ရဲ့ပထဝီဝင်တည်နေရာကိုအလေးပေးပြသဖို့အတွက်တောင်ဘက်ကျဲစု Southern Cross ကိုပဲကိုစားပြုထားတာဖြစ်ပါတယ်။